ကိုကဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကတော့ရိုးပြူကောင်ရောက်နေရပါဒီနေ့ကရှူတင်ကိစ္စနဲ့ဒီဟိုပါဗောနော်ဖောင်ကြီးလမ်းဗောနော်တိုက်ကြီးဖောင်ကြီးရဲ့ဖူကြီးဗောဖူကြီးဆိုတဲ့မြို့ဗောနော်ဒါကတော့ရိုးပြူရေကန်ကြီးပါဒီဥစ္စာတော့ရန်ကုန်တစ်မြို့လုံးကိုပေးဝေနေတဲ့ရိုးပြူရေကန်ဖြစ်ပါတယ်တောဘက်ဒေတာလေးဆိုတော့တော်တော် easy တာရဗောနော်ပြီးတော့ရေပြင်ရိုးရိုးရေကန်အကျယ်ကြီးနဲ့လေကောင်းလေတန်လည်းရမ်းနဲ့မိုက်ပါတယ်အကြည့်ပါဆောင်းရမိုက်ပါတယ်ဆောင်းရတာရပါတယ်ဟိုတော့ဒါဟိုချူတင်ပြီးသွားရပါတော့ချူတင်ပြီးတော့ကျွန်တော်ဟိုတယ်ကိုပြန်လာတဲနေရပါဟိုတယ်မှာတဲပြီးတော့ခဏနေတော့ထမင်းစားဖို့မနေရခေါ်မှထင်တယ်ဟိုကရှူတင်မှာထမင်းစားတော့ပြီးရေမိုးချိုးပြီးတော့ရှူတင်ကနေပြီးတော့ပြန်လာပြီးတော့ဒီမှာသူတို့ထားပေးတဲ့ဟိုတယ်မှာပေါ့နော်ဟိုတယ်မှာရေမိုးချိုးပြီးတော့ခဏနေမနေကြထမင်းစားဖို့ခေါ်ပါမယ်မနေကြထမင်းစားဖို့ခေါ်ပြီးတော့ထမင်းစားမယ်ပေါ့နော်ဟိုတော့ဟိုတယ်မှာဖြစ်ပါတယ်ရှူတင်မနေကြထမင်းစားဖို့လှမ်းခေါ်တဲ့တော့ထမင်းတော့စားမှာဖြစ်ပါတယ်ရှူတင်ထမင်းပေါ့နော်ဒါကတော့ဟိုတယ်မှာကျွေးတဲ့ရှူတင်ထမင်းပေါ့ဟိုကတော့မန်နေဂျာထမင်းစားလို့ရပြီဆိုလို့ဟိုကဒီအောက်ကိုသွားပြီးတော့ထမင်းစားမှာဖြစ်ပါတယ်ဟိုမှာရေမိုးချိုးပြီးခန်းထဲကနေထွက်လာပါတော့ဟိုကတော့ညကင်း9နာရီခွဲပြီပေါ့နော်မှန်ပါပါတယ်9နာရီ20ပေါ့ဟိုကထမင်းစားဖို့တော့သွားနေဖြစ်ပါတယ်ဒါတော့ရှူတင်ကကျွေးတဲ့ဟိုတယ်ညစာထမင်းလေးဖြစ်ပါတယ်ကိုကတော့ချူနေထမင်းစားပြီးသွားပြီဆိုတော့ခန်းထဲဝင်ပြီးတော့အိပ်ပါတော့မယ်မနေ့ကမနေ့ကျရင်တော့အစောပေါ်9နာရီခွဲလောက်ထပြီးတော့မနေ့ပြန်ကျရင်လည်းကျရင်မှာဆိုတော့ခုအိပ်ပါတော့မယ်မနေ့မနေ့အစောထမှာဆိုတော့မနေ့ပြန်လည်းရိုက်စရာကြံသေးရဆိုတော့ကိုကတော့အိပ်ပါတော့မယ်အားလုံး9နိုင်ပါတာပါကိုကတော့အဲ့ရလို့ပါပြီအဲ့ရလို့ပြီဆိုတော့ရေမိုးရှိုးပါမယ်ရေမိုးရှိုးပြီးတော့ချွတ်တင်သွားဖို့ပြင်ရပါမယ်မောနေပါကိုကတော့ရေမိုးချိုးပြီးတော့နတ်စားတော့စားမှာပါတယ်နတ်စားတော့စားပြီးရင်တော့ရှူတင်တော့မှဖြစ်လာတယ်ဟိုရေမိုးချိုးပြီးတော့အောက်မှာနတ်စားတော့စားမယ်ပေါ့နော်နတ်စားတော့စားပြီးရင်တော့နတ်စားတော့စားပြီးရင်ရှူတင်တော့မှဖြစ်ပါတယ်ဒါတော့ရှူတင်လိုက်တာဖြစ်ပါတယ်ရှူတင်လိုက်တာပါရှူတင်ရောက်ပါပြီအင်းကြီးကတော့ကော့လေးပါပဲဒါပုံစံလေးရိုက်တာဆိုတော့အင်းကြီးကတော့ကော့လေးကြီးကော့လေးကြီးပဲဖြစ်ပါတယ်ဘုဘတဲ့ညမပါတယ်တော့ဒီနေ့ရှူတင်မှာပေါ့နော်ရှူတင်ရိုက်နေရကိုကျွန်တော်တို့ပရိသတ်တွေကဒီမှာပေါ့နော်လာအားပေးနေကြဖြစ်ပါတယ်အားပေးရတော့ဒီမှာဈေးတိုင်းနေပေါ့နော်ဒါရရင်မရှိပါဘူးအခုမှရှူတင်ရိုက်လို့ဆိုပြီးတော့ဒီမှာလာကြည့်တဲ့ပရိသတ်တွေအများများနေလို့ဆိုပြီးတော့ဒီမှာပေါ့နော်ဈေးတိုင်းနေပါပဲကောက်ပြီးတော့ဖွင့်လိုက်တာဖြစ်ပါတယ်
မိုးဆိုင်နေပေါ့နော်တုတ်ဆိုင်နေပါအေးပါတယ်မလည်းအေးဆိုင်ပါဒီမှာလာကြည့်ရလို့ရန်နဲ့များနေလို့ဆိုပြီးရွာတွေကလာကြည့်ရပြိတ္တတွေများလို့ဆိုပြီးအခုမှကောက်ပြီးဖွင့်လိုက်တဲ့ဆိုင်လေးဖြစ်ပါတယ်ညတော့ရမ်းမှုပါတော့နော်မရမ်းမှုတော့စိုးလေးရောထိုးပြီးတော့အားလာတာဖြစ်ပါတယ်ညတော့ပူပါတယ်အမေရွာဘက်ဆိုလေးလေးတိုက်လို့တော့နည်းနည်းပါးပါးလေးလေးတိုက်လို့တော့အေးသေးရပေါ့နော်လေးလေးအရေးထဲမှာဆိုရင်တော့လေးတိုက်ရင်တော့အေးပါတယ်ဟောပါရိုင်းနေနေရတော့ရှူတင်လေးလည်းထမင်းစားပရိတ်တာပေါ့နော်ရှူတင်လေးလည်းထမင်းလေးစားနေရပါဟိုကတော့ဖောင်ကြီးတိုက်ကြီးမျိုးနဲ့ဖောင်ကြီးဟိုအထဲမှာပေါ့မေတ္တာရေးရွာထဲမှာပါမေတ္တာရေးရွာထဲမှာရိုက်နေပါရှူတင်ပရိတ်ထမင်းစားပရိတ်ပေါ့နော်မင်းသားပြီးခဏနေတော့ပြန်ရပါမယ်ခေါက်တော့သူစီကနေဘလောက်ဝယ်သွားရလဲဆိုရင်ဒါတော့ပေါ့နော်ဒါတော့အဲ့ပဲ ရွှေတိုက်ကြီးဆိုပြောရွှေတိုက်ကြီးစားတော့ ခဏဒါလေးရပါတော့ဒီရွှေတိုက်ကြီးကျွန်တော်တို့ဟိုဟာပေါ့ restaurant ပေါ့နော် restaurant ဆိုမှသူကလက်ဖေးတွေပါရပါတော့ ရန်ကုန်ပြည်လမ်းမှာပေါ့ကျွန်တော်ဒီရန်ကုန်ပြည်လမ်းမှာပေါ့ပါပဲနော်ရွှေတိုက်ကြီးအဲ့ဒီကဒီအမပဲပေါ့နော်အမကဒီမှာရွှေတိုက်မှာစားဖို့ဆိုပြီးတကူတကအဲ့ဒီရွှေတိုက်ကြီးကနေပြီးတော့ဒီမြစ်လာရွာတဲ့ကိုလာပြီးတော့တကူတကဒီမှာဒီ strawberry ဖြော်ရည်တွေရယ် coffee ရယ်ပေါ့နော်လို့ချင်းဒီမှာစောင်းဝှက်တွေရယ်ပေါ့နော်အဲ့ဒီရလာပြီးတော့ကျွေးဝဖြစ်ပါတယ်ရွှေတိုက်ကြီးအမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဘက်ပဲကြည့်လာဒီကိုမာဒီယိုကိုပေါ့နော်ဒီယိုကိုပေါ့ဒါကိုမော်ဒီကောဒီယိုကိုနဲ့ပေါ့နော်ဒီယိုကိုနဲ့ပေါ့အစားတော့ဒီကိုကြီးနဲ့သိရပေါ့ဒီကိုကြီးနဲ့ညာအတူတူသွားရင်းနေပြီးတော့အမိုင်နဲ့မှခင်သွားပြီးတော့အခုလိုမျိုးလာကြည့်ရပါဟုတ်ပါတယ်ဗျာလမ်းကြုံရင်ရွှေတိုက်ကြီးပါဝင်ပြီးတော့အားပေးကြပါအောင်ဗျာအားပေးကြပါဦးကဲအခုဒီဥစ္စာပေါ့နော်ဒါကျွန်တော်တို့ရဲ့ရှူတင်နောက်ဆုံးကတ်လေးပေါ့နော်ဟိုညနေခင်းဒီဥစ္စာကညနေ9:00နာရီရှိပါပြီပေါ့နော်အခုကဒီဒါနောက်ဆုံးကတ်လေးပေါ့နော်ဒီကတ်လေးပြီးရင်ကျွန်တော်တို့အကုန်လုံးတစ်ဖွဲ့လုံးရန်ကုန်ပြန်တော့မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့အကုန်လုံးကကြိုးစားပဲစားနဲ့ရိုက်နေရပါပေါ့နော်ဘေးမှာတော့ဖူးကြီးကံပေါ့နော်ကျွန်တော်ဖူးကြီးကံ